Hello ဒီဗီဒီယိုလေးမှာမိတ်ဆွေတို့ကိုဖူဝီရဲ့ပန်းချံကိုအလံခေါ်ပြီးတော့ရှုခဲ့အလှလေးတွေကိုမျှဝေပေးသွားမှာရှင်ဖြိုးတူဖူဝီရဲ့ပန်းချံကို31ရက်နေ့မနေ့တုန်းကရောက်ဖြစ်ခဲ့ပါတယ်ဖူဝီရဲ့ပန်းချံရဲ့တည်နေရာကတော့စူလိုက်ထောင်နေဖက်မှာရှိပါတယ်ရှင်လာလန်ချေတဲ့မိတ်ဆွေတွေအတွက်ကိုဖြိုးမှတ်ထံမှာ location ချပေးထားပါမယ်ရှင်ဒီပန်းချံရဲ့ဝဝေချင်းနေရောက်ကိုဖြိုးဗီဒီယိုမရိုက်ဖြစ်လိုက်ဘူးအမတ်တရားဓာတ်ပုံပဲရိုက်ဖြစ်လိုက်တယ်ရောက်ချင်းနေအရန်ပူတဲ့ချိန်ဖြစ်နေတော့လေဓာတ်ပုံလာမှသိမရိုက်နိုင်ဘူးနည်းနည်းလေးနေရိပ်မှာပဲအမတ်တရားဓာတ်ပုံလေးတွေလိုက်ရိုက်ဖြစ်တယ်ဒီပန်းခင်းနေရာလေးကိုရောက်မှပဲဗီဒီယိုရိုက်ပြီးတော့မိတ်ဆွေတို့ကိုမျှဝေပေးလိုက်တယ်ရှင်ဒီနေရာလေးမှာလေပန်းလေးတွေအရန်လာတော့လေဓာတ်ပုံရိုက်လို့အရန်လာတယ်ဓာတ်ပုံရိုက်တယ်လို့အရန်မြောက်လို့ကိုအမတ်တရားဓာတ်ပုံရိုက်ဖို့နေရတာတော်တော်ရှာပြီးရိုက်လာခဲ့ရတယ်နေရာရှဲတဲ့နေရာတွေးတော့လဲအမတ်တရားဓာတ်ပုံလေးတွေ3 4 5ပုံလောက်တော့ရိုက်လိုက်တယ်ပေါ့နော်အများကြီးတော့မရိုက်လိုက်ဘူးတနေရာမှာအများကြီးရိုက်အချိန်ကုန်သွားမှဆိုလို့တခြားနေရာလည်းသွားချင်သေးတယ်ဆိုတော့လေပန်းချံရဲ့အနေထားကတော့နည်းနည်းတော့ကျဲတယ်ရှင်ဖြိုးဟူရောက်နေတဲ့ပန်းခဲကတော့ကျဲတရပန်းခင်းလေးတွေပေါ့နော်အယောင်ကတော့3မျိုးလောက်ရှိတယ်ခရမ်းရောင်ရှိတယ်အဖြူရောင်ရှိတယ်ပန်းရောင်ရှိတယ်ပေါ့နော်ဒီပန်းခဲကတော့ဘာပန်းခဲလည်းမသိဘူးဖြိုးလည်းမခေါ်တတ်ဘူးဖြိုးကတော့ပျော်ပြီးတော့ပန်းခဲထဲမှာပြေးတော့ပြေးလိုက်သေးတယ်တဲတော်စောလိုက်အမတ်တရားဓာတ်ပုံလေးတွေရိုက်လိုက်ပြေးလိုက်နေပဲအဲ့လိုမျိုးတာရနေတယ်ပေါ့နော်ပြီးမှအလောက်ပဲရေးဆိုတော့လေလာလဲတဲ့သူတွေအများကြီးပဲရှိရင်ဒီပန်းခဲထဲမှာဆိုရင်ဓာတ်ပုံရိုက်ရတာအရန်လာတယ်ဆိုတော့လေဓာတ်ပုံရိုက်နေတဲ့သူတွေအများကြီးပဲဖြိုးလာမှာအမတ်တရားဓာတ်ပုံရိုက်ဖို့ဆိုပြီးတော့လူရှိတဲ့နေရာမနှမ်းရှော့ယူလိုက်ရတယ်တော်သေးတဲ့တန်းလွန်နေလို့လော့တဲ့အတန်းဝင်ပြီးတော့အမတ်တရားဓာတ်ပုံလေးရိုက်လိုက်တယ်ပေါ့ကွယ်ပြေးချိန်လဲပြေးလိုက်တယ်တက်တော့ဆုတ်ချိန်လဲဆော့လိုက်တယ်အဲ့လိုမျိုးဖြိုးတော့စိတ်ကြဓာတ်ပုံလေးအများကြီးရိုက်ခဲ့တယ်တက်တော့လဲဆော့ခဲ့တယ်ပြေးလဲပြေးခဲ့တယ်ရှုခင်ဖြိုးလေးတွေကအရန်လာတော့စိတ်ကျဉ်နဲ့ပျော်ခဲ့တယ်ဒီပန်းချံကိုလာမှဆိုရင်ညနေ3နာရီအချိန်မျိုးရောက်ရင် okay တယ်နေအရန်မပူတော့ဘူးပေါ့နော်အဲ့အချိန်ကနေအရန်မပူတော့ဓာတ်ပုံရိုက်လို့လည်းကောင်းတယ်သွားရလာရလဲရပတ်ရတာလည်း okay တယ်ပေါ့နော်နေအရန်မပူတော့လေဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော် see you bye bye